これ誰ですか？恋人？友達です。そうですか。日本に住んでますか？はい、東京に住んでいます。ပြောရတဲ့ဟာလေးကခွေးပြီးတော့သူ့ရဲ့ရီးစားလားဆိုရဲမဟုတ်ပါဘူး友達ですတငယ်ချင်းဖြစ်ပါတယ်တဲ့နော်日本に住んでいますか日本はဂျပန်住んでいますかဆရာမတို့အရှိတ်ပတ်မှာတင်လိုက်တဲ့နေထိုင်သည်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဂျပန်မှာနေတာလားတဲ့ဟုတ်ပါတယ်တဲ့တိုကျိုမြို့မှာနေတာဖြစ်ပါတယ်လို့ပြောသွားတာပေါ့နော်အဲ့တော့ဒီမှာလေဘယ်သူလဲတဲ့ခွေးပြီးတော့ရီးစားလားဆိုတော့မဟုတ်ပါဘူး友達ですတငယ်ချင်းမှာဂျပန်မှာနေတာလားဆိုတော့ဟုတ်ပါတယ်တိုကျိုမြို့မှာနေပါတယ်လို့ရေးသားထားတာဖြစ်ပါတယ်ဆရာမကျောင်းသားတွေကတယောက်ကဘယ်သူလဲလို့မေးလာရင်ကိုကဖြေတတ်ရမှာပေါ့နော်အဲ့ဒါလေးကိုလေ့ကျင့်ထားပါဓာတ်ပုံလေးကိုကြည့်ပြီးတော့မှဟာですအမေဖြစ်ပါတယ်ရန်ကုန်に住んでいますရန်ကုန်မှာနေပါတယ်60歳ですအသက်60ရှိပါပြီပေါ့နော်အဲ့လိုပုံစံမျိုးလေးဘယ်သူလဲလို့မေးလာရင်ဖြေတတ်ရမှာဖြစ်ပါတယ်